အာနာလို့မပြောဘဲထားတဲ့အခါခဏခဏစော်ကားခံရတတ်တယ်။အာနာလို့ဘာခိုင်းခိုင်းလုပ်ပေးမိတဲ့အခါခဏခဏအသုံးချခံရတတ်တယ်။အာနာလို့တီးခံလိုက်တဲ့အခါခဏခဏမာနတွေထိခိုက်ခံရတတ်တယ်။မပြောဘဲထားလိုက်တဲ့စကားလုံးတွေရဲ့နောက်မှာသူတစ်ဖက်သားရဲ့တိတ်ခါကိုထိခိုက်သွားမှစိုးတဲ့ကိုချင်းစာနာတတ်တဲ့သူတွေပဲအများဆုံးနာကျင်ရတယ်။တစ်ဖက်သားကိုအာမနာတတ်တဲ့လူတွေရဲ့စိတ်မှာသူ့ဘက်ကိုချင်းစာဖို့အတွက်စိတ်မရှိတဲ့အတွက်ကြောင့်မလို့ဘယ်သူတူးတယောက်ကိုမှစာနာနားလေပေးနိုင်ကြမှာမဟုတ်ဘူး။ဒါကြောင့်အမြဲတမ်းအာနာနေလို့မဖြစ်နိုင်တဲ့အခြေအနေတစ်ခုမှာဘသူ့အပေါ်အာနာတင့်လဲဆိုတာရွေးချယ်ဆုံးဖြတ်တတ်ဖို့ကအဓိကကြတယ်။စေတနာနဲ့အချစ်တွေကိုလူပေးမှားတဲ့အခါဒုက္ခရောက်တတ်တယ်လို့ပဲအာနာတတ်တဲ့သူတွေမှာလည်းလူမမှားဖို့အရေးကြီးပါတယ်။အမြဲတမ်းမဟုတ်တောင်တစ်ခါတလေမာနထားပြီးခက်ချစ်ချေနေကြည့်ပါလောကမှာလူတိုင်းစေတနာနဲ့မတန်တယ်လို့အာနာချင်းနဲ့မထိုက်တန်တဲ့သူတွေအများကြီးရှိတတ်ပါတယ်